သူများကိုမကောင်းတရားပြောတာတွေနော်အပြစ်တင်တာတွေရှုံချတာတွေကိုအကြောင်းမကောင်းပြောတာတွေကိုနော်စိတ်ထဲမှာမှတ်မထားနေတဲ့သူများကိုဘာပြောပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းကျင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နိုင်အောင်ကြိုးစားရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိသံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနာအဝခေယအလုံးတစ်ခုဂယုပြု၍ကြီးရှုစင်ကြင်၍မနေရဒါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုံးတစ်ခုကြီးတို့လုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေတဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုယ်ကလွဲရင်သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းနားလည်ဖို့လိုတယ်နော်သူများလို့ပြောတဲ့အခါကိုယ့်ရင်ကလူတွေမပါဘူးလို့ထင်ပါဆိုလို့တကယ်တမ်းကိုယ့်ရင်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာအနည်းဆုံးလူကကိုယ်အရှို့နိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ကလွဲရင်သူများပဲအဓိကသူများကိုယ်ဘေးကလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လိုနော်ဒါမြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာမစဉ်းစားနဲ့တဲ့သူဘာလုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လိုဆိုရင်ဘာလုပ်ရမလို့ဘာကိုစဉ်းစားရမှာတော့ဘာကိုစဉ်းကျင်ရမှာတော့ဆိုတော့အတ္တနောဝအဝခေယကတာနိအကတာနိသအတ္တနောဝမိမိဣတာလင်ကတာနိအကတာနိသပြုတ်သောအမှုတို့ကို၎င်းအကတာနိသမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားဆင်ခြင်သုံးသပ်ရ၏သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာလို့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားအားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ဆိုးအောင်လုပ်တာလည်းတကယ်တမ်းအဓိကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုပ်နိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်အကြောင်းကိုပဲစဉ်းစားကိုယ်အကြောင်းကိုပဲစဉ်းကျင်ကိုယ်အကြောင်းကိုပဲသုံးသပ်ရဟုတ်လားအဲ့ဒါကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုန်းတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းစဉ်းစားနေလို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေလို့လုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြည့်လို့နေရမှာတော့ဟုတ်တယ်ချင်းတော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနစ်မြုပ်ဘူးမကြိုက်ဘူးကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးတဲ့လဲလို့မြင်ကိုယ်အကြောင်းကိုစဉ်းစားတာနဲ့အစားထိုးတဲ့ကိုယ်အကြောင်းကိုစဉ်းစားလို့ရှင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုယ်အကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုသိပြီး